computer မှာ recording ဖမ်းဖို့အတွက်ဒီ free tool တွေရပါလေ open source ဖြစ်ပြီးတော့license free ဖြစ်တဲ့ဒီ software တစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ software လေးကိုကျွန်တော်တို့ဒီ ShareX လို့ခေါ်ပါတယ်တော်တော်များလည်းသိရလူတွေသုံးနေကြတာရှိပါတယ်တော်တော်လည်းကောင်းပါတယ် recording အတွက်လည်းကောင်းတယ် screenshot အတွက်လည်းကောင်းတယ်ကိုရိုက်ထားတဲ့ screenshot တွေကိုရိုက်ထားတဲ့ဒီ recording တွေကိုတခါတည်းเนาะရိုက်ပြီးတာနဲ့တခါတည်းเนาะdrive တစ်ခုခုကိုတခါတည်း upload လုပ်ချင်တယ်ဆိုလည်းအဆင်ပြေတယ်ဥပမာ OneDrive တို့ Google Drive တို့เนาะကိုဖွင့်ထားတဲ့ဟာနဲ့ချိတ်ဆက်ပြီးတခါတည်းเนาะဒီ upload တခါတည်းလုပ်ပြီးတော့အဲ့ဒီ upload link ကိုတခါတည်းကူးပြီးတော့ပြန် share လို့ရတဲ့ဟာမျိုးတွေပါရေးရတယ် function တွေလည်းအရင်စုံတယ်ပေါ့လေเนาะအရင်ဆုံးကျွန်တော်တို့ဒီ Google မှာ ShareX လို့ရိုက်ရှာလိုက် ShareX ShareX လို့ရှာလိုက်မယ်ဆိုရင်ဒီမှာပေါ်လာမယ်ပေါ့နော်မှာget.sharex.com download နှိပ်လိုက်ဒီမှာ version အစုံနဲ့ရှိတယ်အခုဒီ recording သွင်းနေတဲ့အချိန်မှာရှိတဲ့ version ကเนาะဒီ7.1.3ညเนาะဒါ latest နောက်ဆုံး version ပဲเนาะတခါတည်း download ဆွဲချလို့ရတယ် portable အနေနဲ့သုံးမယ်ဆိုလဲဒီ zip file down ပြီးတော့ portable အနေနဲ့သုံးလို့ရတယ်သူ့ရဲ့ဒီเนาะ open source GitHub မှာတော့ down မယ်ဆိုလဲရတယ်ဒါကတော့သူ့ရဲ့ဒီเนาะ open source GitHub link ပေါ့လေเนาะ GitHub web page ဒီမှာလဲလာပြီးတော့ down လို့ရတယ်เนาะ ShareX เนาะ7.1.3ညလက်ရှိ recording သွင်းတဲ့အချိန်မှာနောက်ဆုံးဖြစ်တဲ့ version ပေါ့လေเนาะတောင်းပြီးသွားပြီဆိုရင်ဒီလိုလေးရမယ် right click ထောက်ပြီးတော့ run as administrator ကိုနှိပ်ပေးလိုက် yes နဲ့ no နဲ့တက်လိုက်ရင် yes ကိုနှိပ်ပေးမယ်ပြီးရင်ထုံးစံအတိုင်း I accept the agreement next အဲ့ဒီအကုန်လုံးဒီအမှတ်ချပေးလိုက် next install software လေးကတိတ်ပြီးလဲကျွန်တော်တို့မကြည့်ဘူးเนาะ file လဲနဲတယ်နေရာလဲတိတ်မယူဒါပေမဲ့စွမ်းဆောင်ရည်ကတော့အရင်မြင့်တယ်ဒီ software လေးက finishဒီ hockey setting မှာ hockey ကိုလာပြီးတော့ကိုလိုလိုပြောင်းလို့ရတယ်ပေါ့နော်ပထမဆိုရင် capture region အတွက်ကျွန်တော်က control print screen ကိုပေးရတယ်capture entire screen ပေါ့လေနော် screen ကို screen ခုလုံးကိုscreen ရိုက်ဖို့အတွက်ကြတော့ကျွန်တော် control y ကိုပေးရတယ်ဒါကိုကြိုက်တဲ့ဟာကိုပေးလို့ရတယ် capture edit window နော် active နေတဲ့ window ကိုရိုက်ဖို့အတွက်ကြတော့ကျွန်တော် auto print screen ဒါကိုကြိုက်တဲ့ဟာကိုပေးလို့ရတယ် default အနေနဲ့သုံးမှဆိုလည်းရတယ်ဒီကျွန်တော်တို့နော် reset ကိုနှိပ်ပြီးတော့ default အနေနဲ့ပြန်သုံးမှဆိုလည်းရတယ်ကိုကြိုက်တယ်လို့သုံးလို့ရတယ်ဒီ hockey setting မှာဒီခုဆိုရင်ဒီကောင်ကဒီ edit screen ပေါ့လေနော် edit screen ရိုက်မယ်ဆိုရင်ကျွန်တော်တို့ခုနကပြောသလိုပါလေ auto print screen ဒါဆိုရင်လက်ရှိဟာလား edit screen ကိုဒါ screen ရိုက်ပေးတာ recording ဖမ်းမယ်ဆိုရင်ခုန hockey မှာကြည့်လိုက်မယ်နော်ဒီ start stop recording အတွက်ကတော့ shift rate screen ကိုကျွန်တော်ပေးရတယ်နော်သူဒီ GNF file တွေတော့ဒီ recording လုပ်လို့ရတယ်အဲ့တော့ shift rate screen ဆိုရင်ကျွန်တော်မှာကဒီ screen recording လုပ်မှာပေါ့နော်အဲ့တော့ screen recording မလုပ်ခင်မှာဒီနော် task setting ကိုလာမယ်လာပြီးတော့ဒီမှာ screen recorder ကိုလာပြီးတော့ screen recording option ကိုလာ
ပြီးတော့ကိုကဒီမှာဘာသုံးမှာလဲဆိုတာကိုရွေးပေးရမယ်ဥပမာကိုကဒီ FFM ပတ်ပေါ့လေနော် MPEG ကိုသုံးမယ်ဆိုရင်ကိုကဒီကောင်ကိုရွေးပြီးတော့သူ့ရဲ့ဒီ path ပေါ့လေနော် path ကိုရွေးပေးရမယ်အဲ့လိုမှသူ့မှာပါပြီးသားဟာကိုကသုံးမယ်ဆိုရင်တော့မလို့ပြီးတော့ video source မှာပဲ video source ကိုကသုံးမှာလဲကိုမှ computer မှာ graphic card ပါတယ်ဆိုရင် graphic card source ကိုသုံးမှာလား ဒါမှမဟုတ်ကိုရဲ့ဒီနော် motherboard မှာတွဲပါလာတဲ့ဒီနော် Intel graphic ကိုသုံးမှာလားဆိုတဲ့ဟာမျိုးဒီမှာလာရွေးလို့ရတယ်ကိုဘယ်ဟာကိုသုံးမှာလဲပေါ့နော် audio မှာလဲကိုကဘယ် audio source ကိုသုံးမှာလဲလက်ရှိကျွန်တော်မှာဆိုရင်ဒီနော် Logitech headset ကျွန်တော်တက်ပြီးတော့အတန်သွင်းနေတယ်ဒါက Logitech headset ပေါ့အဲ့ဟာအတန်ဖမ်းပါလားဒီကောင်ကြတော့ဒီမှာသူကနော်ဘေးတင်အနေနဲ့ပါတဲ့ default Realtek audio ခက်ကနေဖမ်းပါလားဆိုတော့ကိုယ့်ဘက်ကိုဒီမှာလာပြီးတော့ရွေးလို့ရတယ်နော်ပြီးတော့ video ကို recording file ရင် format ကိုသုံးပါလဲအခုသူရွေးပေးထားတဲ့ဟာ H.264 ဒါက MP4 format တခြားဟာတွေလည်းအများကြီးရှိသေးတယ်နော် audio မှာလည်းဘာသုံးမှာလဲကိုရွေးလို့ရတယ်နော်အများအပြား AAC သုံးတယ် MP3 လည်းဖမ်းလို့ရတယ်နော်ကိုဒီမှာလာရွေးပြီးတော့အကုန်လုံးတိချပြီးဆိုရင်စပြီးတော့ recording ကိုကနေပြီးတော့ဖမ်းလို့ရပြီခုနကကျွန်တော်တို့မှတ်ထားတယ်ကျွန်တော်ပေးထားတဲ့ဟာလေးကဟောလဲ ship print screen နော်ကိုကဘယ်ဟာ recording ဖမ်းမှာလဲဆိုတော့လာရွေးလို့ရတယ်သူကပုံမှန်အဖြစ်တော့ screen တစ်ခုလုံးကိုသူရွေးပေးထားတယ်နော် okay အဲ့ဒါကျွန်တော်တစ်ခုလုံးရွေးချလိုက်မယ်ဒီနားအထိပေါ့နော်အဆုံးထိရွေးလိုက်ရအောင်နော်ကြိုက်တယ်လို့ဒီနားလေးရွေးချလိုက်မယ်နော်အဲ့တော့စပြီးဒီမှာ recording ဖမ်းနေပြီနော် recording ဖမ်းနေတယ်ဘယ်လောက်ထိဖမ်းပြီးပြီလဲဆိုတာကိုဒီမှာပြတယ်1 second ပေါ့လေ stop လုပ်လို့ရတယ် pause လုပ်လို့ရတယ် abort လုပ်လို့ရတယ်ဒီမှာပြီးဒီမှာကျွန်တော် stop လုပ်လိုက်မယ် stop လုပ်ပြီး save ပြီးသားပဲနှိပ်ပြီးတော့ဖွင့်ကြည့်လို့ရတယ်ခါလေးစပြီးကျွန်တော် recording ဖမ်းနေပြီเนาะ recording ဖမ်းနေတယ်ဘယ်လောက်ထိဖမ်းပြီးပြီလဲဆိုတာကိုဒီမှာပြတယ်1 second ပေါ့လေ stop လုပ်လို့ရတယ် pause လုပ်လို့ရတယ် abort လုပ်လို့ရတယ်ရအောင်သုံးလုံးကောင်းတဲ့ application လေးပါ free ဖြစ်တဲ့ open source ဖြစ်တဲ့ screen recording ဖမ်းလို့ရတယ် screen record ကိုလည်းကိုလိုချင်တဲ့ region အလိုက်เนาะ record လုပ်လို့ရတယ်ဥပမာ activated window ပဲဖမ်းမလား screen ခုလုံးကိုဖမ်းမလား screenshot လည်းဒီတိုင်းပဲ screen ခုလုံးကိုဒီ screenshot လုပ်လို့ရတယ်လို့เนาะ activated screen ကိုပဲရွေးပြီးတော့လုပ်လို့ရတာမျိုးရှိတယ်ဒီမှာကျွန်တော်ပြမယ် screenshot ကို shortcut ကျွန်တော်ဗာပေးထားလဲ capture region control print screen ပေးထားတယ်အဲ့တော့ကျွန်တော်နှိပ်လိုက်မယ် control print screen နှိပ်လိုက်ပြီးဒီမှာဘယ်နေရာကိုကနေ capture လုပ်မယ်ဆိုတော့ကိုရွေးလို့ရတယ်ဒီနေရာလေးပဲလုပ်မှာလားဒီနေရာကိုလုပ်မှာလားစသဖြင့်ရွေးလို့ရတယ်နောက်တစ်ခုဒီမှာလာပြီးတော့နော် redaction tool တွေရွေးပြီးတော့လာပြီးတော့နော်ဒီ design တွေလာဆွဲလို့ရတယ်မြားတွေခေါ်ပြီးတော့မြားတွေပေးလို့ရတယ် highlight တွေခေါ်ပြီးတော့ text တွေကို highlight ပေးလို့ရတယ် emoji တွေထည့်လို့ရတယ် sticker တွေထည့်လို့ရတယ် image တွေထည့်လို့ရတယ်เนาะအများကြီးပဲဒီမှာလုပ်လို့ရတာ magnify လုပ်လို့ရတယ်เนาะစသဖြင့်เนาะသူ့မှာပါတဲ့ function တွေတော်တော်စုံပါတယ်အဲ့ဒါကိုစမ်းသုံးကြည့်ပြီးတော့ကိုလိုအပ်တဲ့ function ကိုအသုံးပြုကြပါ text တွေလည်းလာရေးလို့ရတယ်เนาะရန်ကိုเนาะဒီကျွန်တော်တို့စုံလင်တဲ့เนาะ screen capture tool လေးဖြစ်ပါတယ်ဒီလိုကိုကနေပြီးတော့เนาะcapture မလုပ်ဘူးဆိုရင် right click နှိပ်တာနဲ့ cancel ဖြစ်ပါတယ်အဲ့တော့အားလုံးအဆင်ပြေကြပါစေဗျာ